ကျွန်တော် transformation နဲ့ပတ်သက်ပြီးတော့ဒီဆရာတော်ဥစုတိကရဲ့ကျေးဇူးတရားတော်တွေကကျွန်တော်ရဲ့စိတ်ထဲမှာမြည်နေတာမှတ်သားထားတယ်ပေါ့နော်ဒီဆရာတော်ရဲ့ကျေးဇူးတရားတော်တွေအကြောင်းကျွန်တော်ကတတိပဋ္ဌာန်ဆိုတဲ့တရားကိုစပြီးတော့ကြားနာခွင့်ရခဲ့တယ်ဒီကျန်တဲ့ဆရာတော်တွေဟိုခဲ့တဲ့ဟာတွေလည်းကျွန်တော်တရားတွေနားဟူတာပေါ့နော်ဒါပေမဲ့ဒီတကယ်ကိုလက်တွေ့ဘဝ practical တွေကိုမရောက်ဘူးပေါ့နော်ကျွန်တော်တို့ဝိပဿနာတရားစခန်းတွေဝင်တဲ့အချိန်မှာဆိုရင်ဒီစိတ်ကိုစားစိတ်သွားစိတ်ထိတိစိတ်အဲ့ဒါတွေကိုကျွန်တော်တို့မှတ်ရမယ်ဆိုတာကျွန်တော်တို့ကြားနာခဲ့ရတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝတွေမှာနေ့စဉ်ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ဘဝတွေထဲကိုအထိကျွန်တော်တို့ရောက်အောင်ဆွေးမခုနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီဆရာတော်ကြီးဟိုတဲ့တရားတစ်ပုဒ်ထဲမှာဆိုရင်မြန်မာနိုင်ငံမှာစာချစာသင်တန်ခါတော်တွေအများကြီးတွေကပါဠိစာပြီးတော့နှစ်ရှည်လများစွာလေ့လာခဲ့ကြတယ်ဒါပေမဲ့နိုင်ငံခြားဘုန်းကြီးတွေနဲ့ဆရာတော်တွေနဲ့တွေ့တဲ့အခါပါဠိလိုပြောတတ်တဲ့ဆရာတော်တွေကရှားပါတယ်ပေါ့နော်ဒါပါကြောင့်လဲဆိုတော့ဘဝလေးကိုမရောက်လို့ဆိုပြီးတော့ဆရာတော်ကမိတာပေါ့မိကြတော်မူခဲ့တယ်ပြီးတော့ဒီဝိပဿနာ mindfulness meditation ကိုလည်းဆရာတော်ကြီးကဘယ်လိုပြောလဲဆိုတော့သူလည်းအရင်တော့အဲ့လိုပဲမြင်လေတော့ပေါ့နော်တအားကြီးဟိုမြင်ရတဲ့အရှင်တော်ဆိုရင်ဒီဝိပဿနာတရားဆိုတဲ့ဟာ mindfulness meditation ကိုသူရဲ့ဘဝတွေကိုမရောက်ခဲ့ဘူးပေါ့နော်တရားထိုင်နေပြီးသွားရင်အဲ့လိုမျိုးနောက်တစ်ဖြည်းဖြည်းနဲ့သူဒီဆရာတော်ကြီးကနည်းနည်းဖြည်းဖြည်းနဲ့သူရဲ့ mindfulness တစ်ဖက်ကိုပါလာတဲ့အချိန်မှာဒီ mindfulness meditation ဆိုတာတကယ်ဘဝတွေမှာကြင်ကြင်ရတယ်တကယ်ကိုအကျိုးအမြတ်ကြီးမားလွန်းတဲ့တရားဆိုတာကိုဆရာတို့ကြီးကနောက်မှသိမိတဲ့အတွက်အဲ့လိုကြင်ကြံကြိုးစားအားထုတ်ခဲ့တယ်ပေါ့ကျွန်တော်လည်းအဲ့လိုမျိုးပါပဲဒီအခုဆိုရင်ကျွန်တော်အသက်ကလေး30ကျော်တဲ့ကိုရောက်လာပြီပေါ့နော်30ကျော်တဲ့ကိုရောက်လာပြီဆိုအရင်တော့ဆိုရင်မကောင်းတဲ့စိတ်တွေကကျွန်တော်ရဲ့ပင်ကိုဗီဇာကတအားလုံးကြီးတယ်ဆိုကျွန်တော်လည်းအမြဲတမ်းကိုစူးစမ်းပြီးတော့တတိကတ်တယ်ဒီလောက်စိတ်မှန်ဆိုင်ရနဲ့ဘဝဖြတ်သန်းလို့မရသေးဘူးစိတ်မှန်ဆိုင်ရဒီထက်မြင့်အောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့စာပေတွေလေ့လာတယ်ပြီးတော့ဒါမှအဲ့ဒီလောကစာပေတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လေ့လာခဲ့တယ်ဒါမှအဲ့စာပေတွေကကျွန်တော်ရဲ့စိတ်ငြိမ်းချမ်းမှုကိုမပေးနိုင်ကြဘူးဒီ meditation ဒီ mindfulness meditation နဲ့ကြားတဲ့အချိန်မှာကျွန်တော်တုံ့ပြန်မှုတွေရှိလာတယ်ပြီးတော့ဒီတရားကိုလည်းကြိုးစားအားထုတ်မယ်လို့လည်းတန်တဲ့ချခဲ့တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒီဆရာတော်ရဲ့ကျေးဇူးတရားတွေကတကယ်ကိုကြီးမား